တခါတော့ကပန်နာလေးတစ်ကောင်ခေါက်ဆက်ဆိုင်မှာလှုပ်လှုပ်နေခဲ့ရတယ်ဒါပေမဲ့ခေါက်ဆက်ရောက်တော့ကိုတော့စိတ်ဝင်စားပါဘူးသူစိတ်ဝင်စားတာကတော့လေကလေးပေါင်း7000လောက်ရှိတဲ့တောင်ထက်ကနန်းတော်ကြီးစီကိုသွားချင်တာပါလေကလေးကလည်း7000လောက်တက်လဲရတော့ပေါ်ရောက်တဲ့မောဖောက်သွားတယ်နန်းတော်တကားကြီးကလည်းပိတ်ထားလို့ဘယ်ကနေပဲလို့ဝင်ရမှမသိတဲ့အချိန်မှာဒုံးရဖိနိုင်ကိုအသုံးဖို့ကြံရသွားတယ်ဒုံးရဖိနိုင်ကောင်ကလည်းအတက်ဖယ်ရပြီးအစင်းမရလို့ပွဲချင်းမှနေတဲ့ထဲမောက်ရကြီးသွားကြတယ်သူကြတဲ့နေရာလည်းလက်ညှိုးထိုးတဲ့နေရာနဲ့ကွက်တိကျရင်လို့ဘာမှဆိုင်ညာမဆိုင်သူရဲ့ကောင်ထဖြစ်သွားတယ်သူရဲ့ကောင်ဖြစ်ချင်းမှပဲအပြော်လွန်ပြီးတော့နန်းတော်ရဲ့ပစ္စည်းတွေအကုန်ဖျက်ဆီးပစ်တယ်နောက်တနေ့မှလည်းဇိုင်း၅ပါးနဲ့လေ့ကျင့်ရမယ့်အချိန်ကိုရောက်လာတယ်စီအိုင်း၅ပါးလည်းခွင်ထဲရောက်တော့ဆိုပြီးမကျင်တဲ့ချက်တွေနဲ့စိုးကြီးဝိုင်းလောင်းကြတယ်တစ်ဖက်မှာလည်းကျက်သစ်တစ်ကောင်တွေကိုအဆောင်တစ်ထောင်ချပြီးတော့အချင်းချုပ်ထားတယ်ကျက်သစ်ကဘာဟုပါလီတိုက်ခွန်းတဲ့အဆောင်တစ်ထောင်ကိုပါတယောက်တည်းချပြီးလွတ်လာကြောင်းလာပြောပြကျက်သစ်လွတ်လာတာကိုသိတဲ့ဆရာယုံနဲ့ဆရာလေးကိုအာကိုကြီးသွားပြောပြတယ်ဆရာလေးကလည်းငါသူနဲ့မချချင်ဘူးဆိုပြီးတယောက်တည်းအငွေ့ပြန်သွားတယ်အကြံကုန်တော့တဲ့ဆရာယုံလည်းပန်နာကိုပဲကိုမှုတင်ပေးဖို့ဆုံးဖြတ်လိုက်ပထမဆုံးလေ့ကျင့်တဲ့နေ့မှာပဲသူပြောသလိုမလုံးနိုင်လို့ဆိုပြီးဆရာယုံကချိန်မပေါက်ခဲခေါ်တီးတယ်လေ့ကျင့်တဲ့လဝါနဲ့တီးတာအမရလို့နှစ်တလက်မနဲ့ပါတီးတယ်တစ်ဖက်မှာလည်းဆရာကြီး၅ပါးဖိုက်တာကျက်သစ်နဲ့သွားချတယ်ကျက်သစ်ကလည်းရောက်တစ်ထောင်ထောင်ချလာတာမို့9ရောက်လောက်ကတော့အသားလေးအမောက်သိမ့်လိုက်တယ်ဒီလိုဆိုရင်တော့မဖြစ်တော့ဘူးဆိုပြီးဘာမှမသိတဲ့ဆာလေးကြီးကိုမပေးချင်ပဲပေးလိုက်ရတယ်ဒီလိုနဲ့ဆာလေးကိုဖွင့်ကြည့်တဲ့အချိန်မှာကြောင်ညာလေးတစ်ခုကိုတွေ့လိုက်ရတယ်တစ်ဖက်မှာလည်းဖိုက်တာကျက်သစ်နဲ့ဆရာယုံကဘိုင်ဝမ်ချဖို့ဟန်ပြင်းနေကြရတယ်ဖိုက်တာကျက်သစ်ကလည်းဘိုင်ဝမ်ဆိုတော့တစ်စက္ကန့်လောက်ပဲ3ရက်အမောက်သိမ့်လိုက်တယ်ဒီလိုနဲ့ဖိုက်တာကျက်သစ်နဲ့ပန်နာတို့ဘာမှမသိတဲ့ဆာလေးကိုလူပဲကြီးကျင်းပကြရတယ်သူချတာလို့ကိုချတာလို့နဲ့ပန်နာကြီးထိုးကန်နေရတယ်ဖိုက်တာကျက်သစ်ကလည်းမြေကြီးပေါ်ထိုးတာအားမရလို့လေပေါ်မှာတက်ထိုးတယ်ဆရာကြီးတွေကိုတောင်ချလာတဲ့ကောင်ကိုပန်နာလည်းတကူလုံးမလုံနိုင်အောင်တိတ်ခံလိုက်ရတယ်တကူလုံးမလုံနိုင်တော့မှလက်တန်းလေးတစ်ချောင်းတော့လုံနိုင်သေးတယ်မို့လက်တန်းတိုင်းသုံးမှုကိုပဲဆုံးဖြတ်လိုက်တယ်လက်တန်းတိုင်းနဲ့တွေ့တော့မှပဲဖိုက်တာကျက်သစ်လည်းဖိန်တော်အောင်ကြောက်သွားတယ်ဖိုက်တာကြီးကိုလက်တန်းလေးတစ်ချောင်းလေးနဲ့နိုင်ငံတာကြောင့်ဆရာကြီးဆိုင်တဲ့ရွာလေးကိုပြန်ဝင်လာခဲ့လိုက်တယ်လူချင်းမင်းတို့လည်းဖိုက်တာကြီးတွေကိုချဖို့လက်တန်းလေးတစ်ချောင်းပဲသုံးဖို့လိုတာပါကျေးဇူးတင်ပါတယ်